တော့အသေး6တာနဲ့ပတ်သက်လို့ပြောရရင်နောက်ဆုံးမော်ဆေးကအခုမြန်မာနိုင်ငံမှာဝင်လာတာစီမာဂလူတိုင်းပြန်ပြောမယ်နော် GLP-1 တည်အသေးစီဖုံးလို့အသေး6တဲ့ဒီမှာလုံးဝရက်သွားတာမျိုးတန့်သွားတာမျိုးတော့ slow ဖြစ်သွားတယ်ပေါ့နော် reverse ပြန်ဖြစ်တယ်အားလေးဆိုရင်ပြန်ကောင်းတယ်ခုကအရင်တော့တင်ထားတာကျွန်တော်တို့ကဆေးချောင်းမှာတက်တော့106 always 06အသေး6ရင်ပြန်မကောင်းဘူး no ခုကပြန်ကောင်းပြီနော်အဲ့တော့နောက်တစ်ခုဆေးက Resmi Trion ဆိုတဲ့ဆေးအသစ်ထွက်လာလိုက်မယ် Resmi Trion plus semaglutide ဒီလက်တလုံးမှာတော့ update ဖြစ်တယ်ဒါပေမဲ့လည်းခုနပြောလို့အသေး6တာတည်းအဆင့်ရှိတယ်စောစောစီးဆိုရင်တော့ဒါပြန်ကောင်းနိုင်တယ်ဒါပေမဲ့နောက်ကျသွားရင်တော့အသေးလဲရတာရှိတယ်ကွာဆိုးသွားရင်တော့ပြန်မကောင်းနိုင်ဘူးဒါပေမဲ့ခုနပြောလို့ခုနောက်ပိုင်းဘာလို့လဲဆိုအရန်ဆိုးတဲ့case တွေဆိုဘာလို့လဲဆိုတော့အသေးဆေးရတာရှိတယ်ကြောက်ကက်ဆေးတယ်လို့မျိုးအဲ့ဒါကို liver dialysis ဆိုတာရှိတယ်ဒါ latest ကိုပြောပြတာနော်အသေး6တဲ့သူတွေမှာ DIA-LIVE ဆိုတာရှိတယ်ရကြည့်လိုက် DIA-LIVE liver dialysis ဆိုတာရှိတယ်ကြောက်ကက်ဆေးတယ်လို့မျိုးပေါ့နော်အသေးကိုဆေးရတဲ့စက်တွေရှိတယ်နောက်တစ်ခါကျဘာလဲဆိုတော့ stem cell တွေအဲ့ဒါတော့ ongoing ပဲအဲ့တော့လောလောဆယ်တော့ဒါ approve မဖြစ်သေးပေမဲ့ ongoing လုပ်နေတယ်ခုနပြောတဲ့ဆေးသစ်တွေထွက်နေပြီ Resmi Trion ကျွန်တော်ဒါလေးစာလေးရေးပေးမယ် plus semaglutide okay ဒါဒီအသေး6တာအတွက်ဒါပြောမှဖြစ်မယ်သူဒီအရင်တော့စီးကျိုတက်ထုတ်ထားတာ no စီးကျိုတက်မဟုတ်တော့ဘူးအသေး6တာမှာသုံးလို့ရနေပြီပေါ့နော်နောက်တစ်ခါဒီလိုတော့ရှိသေးတာပေါ့ကွာသူကဘိုက်ရေပြင်းဆွဲတယ်ဆိုရင် albumin ပေါ့နော်အငံလျှော့ရမယ်စီးစေးတွေပေးရမယ်လို့ albumin တိုက်ရတယ် albumin သွင်းရတယ်အဲ့ဒါမျိုးလည်းရှိတယ်အသက်6တာလည်းအဆင့်နေရှိတယ်ပေါ့နော်ဥပမာအစာရင်သူရပေါက်ထားတယ်ဆိုရင်အရေးကြီးဆုံးကသူကအဲ capitalol ပေါ့နော် capitalol တွေတွဲပေးရတယ်လို့နော်ပြီးရင်အဲ့လိုမျိုးသူကဒီကဝမ်းမချုပ်ရဘူးလက်ကျူးလို့တွဲပေးရတယ် rifaximin အဲ့ဒါတွေကတော့ဒါကုတဲ့ပုံမူတည်ပြီးဆရာဝန်ကပိုးဝင်တယ်ဆို antibiotic ပေးတယ်လို့ဒါတွေက state ပုံမူတည်ပြီးဥပမာကြောက်ကက် renal ကနေပြီးကြောက်ကက်ထိသွားတယ် sorry အသေးကနေကြောက်ကက်ထိသွားတယ်ဆိုရင်သူက hepatorenal syndrome ဆိုရင်ဆေးပေးရတာတွေရှိတယ်အဲ့ဒါပြောချင်တာဒါကတော့အဆင့်ပုံမူတည်ပြီးကုရတယ်ကွာလိုအပ်ရင်ဆေးရုံတက်ကုရတယ်ရှိတယ်အသေး6တယ်ဆိုတာမလွယ်ဘူးလေဒါပေမဲ့လက်ရှိမှာဆေးပညာပြောင်းနေပြီကျွန်တော်ပြောရ2026ဆေးသစ်တွေပေါ်နေပြီဒီဆေးတွေလည်းအခုလက်ရှိမှာလည်းနော်ရှာကြီးတွေတော့သုံးနေပြီပေါ့နော်အဲ့လိုမျိုးပေါ့ဒါ Resmi Trion ဆိုတဲ့ဆေးပေါ့နော်ခုစီမာဂလူတွေလည်းဝင်နေပြီလေအသေး6တာပါပြန်ကောင်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးပြန်ပြောပါအောင်မယ်တရားဝင်တွေဝင်လာတော့မှာပါနော်ဒါကြိုးပြောထားတာကျွန်တော်ကဒါတွေမသိတာမဟုတ်ဘူးကျွန်တော်တို့ကသွားနေတာ IT လမ်းကြောင်းမှာသွားနေဒီဟာတွေတောက်လျှောက်တက်နေတာလေတွေ့နေတယ်လေဒါပြောပြထားတာအသေး6တယ်ဆိုရင်အစဆိုရင်ပြန်ကောင်းတယ်အဲ့တော့ဒီဆေးတွေမရောက်ခင်မှာလောလောဆယ်ဘာလုပ်မှာလဲကျဲဥကများများစားပေါ့ကျဲဥကတည်းက၄လုံးလောက်စားလို့ရတယ်အနှစ်ကတစ်လုံးပဲစားcoffee သားဆော coffee jam ပဲဘာမှမထည့်နဲ့ coffee ကအသေးကိုကာကွယ်တယ်ကန်ဆာမဖြစ်အောင်လို့တန့်စေတာနော်အဲ့ဒါကြောင့်မို့ coffee ကိုစော်ရတာကျွန်တော်လည်းအဲ့ဒါကို coffee ကိုဆေးအနေနဲ့ချတာပဲလीအနည်းဆုံး2ခွက်3ခွက်တောက်ဖို့ကွာအသေးသမားဘာမှဖြစ်ဘူးနော်အဲ့တော့ဝမ်းမချုံနဲ့စီးမချုံနဲ့အကျော်အစီမစားနဲ့ကျဲဥကနဲ့ coffee နဲ့စားအဲ့ဒါဆိုရင်အသေးကဘာပဲပြောဆေးသစ်တွေလည်းပေါ်နေပြီကျွန်တော်ဆေးသစ်လည်းရေးပေးလိုက်မယ်